The periodic table was devised in 1869 by the Russian chemist Mendeleev ကနေပြီးတော့မှတည်ထွင်ခဲ့တာဖြစ်တယ် His periodic table was based on the chemical and physical properties of the 63 elements that are being discovered all at that time နော်အဲ့တော့ဒီမှာဒီ periodic table ကဘယ်ပေါ်မှာအခြေခံထားလဲဆိုရင် chemical and physical properties of the 63 element သူကဒီ element 60နော် dressing 63ခုရဲ့ chemical property တွေ physical properties တွေပေါ်မှာအခြေခံပြီးတော့မှ periodic table ကိုသူတည်ထွင်ခဲ့တယ်ပေါ့နော်အဲ့ဒီချိန်တုန်းကသူရှာဖွေတွေ့ရှိခဲ့တဲ့ဟာတွေကိုအခြေခံပြီးတော့မှတည်ထွင်ခဲ့တာတဲ့အဲ့တော့ in the modern periodic table အဲ့တော့ဒီသူဆက်စာတည်ထွင်ခြင်းတုန်းက63ခုပဲရှိသေးတယ်ဒီနောက်ပိုင်းစမ်းသစ်လာတဲ့အခါကျတော့118 118 known elements are arranged in order of increasing atomic number အဲ့တော့ဒီမှာ periodic table ကဘာလေးနဲ့စီထားလဲဆိုတော့ atomic number လေးနဲ့စီထားပါတော့အဲ့တော့ဒီနေရာမှာချက်အရှိရပြောခဲ့သလိုပဲ atomic number ကအရေးကြီးရယ်နော်အရင်အရေးကြီးရယ် atomic number လေးတွေနဲ့ပဲသူက electron ပတ်လန်းတွေ share တွေထဲမှာဝင်နေ atomic number လေးတွေဒီသူက electron အရေးအတွက်ကိုဒီ element တစ်ခုရဲ့ပါဝင်တဲ့ electron အရေးအတွက်ကိုဖော်ပြတာဖြစ်တဲ့အတွက်သူက chemical properties တွေ physical properties တွေကလည်းအဲ့မှာကွာခြားသွားမှာ This table help chemists to understand the element better too and to predict properties of element အဲ့တော့ဒီ table အကြီးက chemist တွေကို element တွေကိုပို့ပြီးတော့မှနားလည်အောင်ကူညီပေးတယ်ဒီ element တွေရဲ့ properties တွေကိုလည်းနော်ခံမှန်းရတာကိုလည်းဒီမှာဒီပုံလေးကိုကြည့်ဖို့ရှင်းမယ်နော်အဲ့တော့ခြေတို့ကဒီမှာ18 vertical column period အဲ့တော့ဒီမှာဒီ periodic table ကြီးမှာနော် vertical column 18ခုဒီမှာကနန်းလေးနဲ့ကလေးတို့ရဲ့ textbook ထဲမှာပြထားတယ်1 2 3 4 5 6 7ဒီမှာ18 18ခုရှိရနော်အဲ့တော့ vertical column 18ခုရှိရ horizontal row က9ခုရှိတယ်နော် horizontal row တွေကိုခြေတို့ကဘာတွေလို့ခေါ်လဲဆိုရင်နော် group တွေလို့ခေါ်တယ်နော် vertical column တွေကို period တွေလို့ခေါ်တယ်နော် period တွေလို့ခေါ်တယ်အဲ့တော့ဒီမှာ group 1ဒီဘာဖြစ်မှာလဲဆိုရင် group 1ဒီနော် alkali metal နော် alkali metal တွေ H မပါပဲနဲ့သူဒီ anion တို့ Na တို့ K တို့အဲ့ဒါတွေကို alkali metal တွေလို့ခေါ်တယ် group 2မှာကျတော့ group 2ဒီမှာ1 2ဂျားတွေကဒီကောင်တွေကိုကြော်ခဲ့မယ်ပြီးရင်3 4 5 6 7ဆိုပြီး group 0ဆိုပြီးတော့မှရှိမှာအဲ့တော့ဒီမှာ group 1ဒီဘာတွေလဲ alkali metal တွေ H ကလွဲပြီးတော့မှ NiNAK group 2ဒီ BeMgCa เนาะအဲ့ဒါတွေဒီ alkali earth metal BeMgCa အစပြရတယ်ပြီးရင် group 7ဒီဘာတွေလဲဆိုရင် halogen တွေကြီးပဲစုတာเนาะ fluorine chlorine bromine ion တွေ group 0ဒီ noble gas တွေဖြစ်တဲ့ inner gas လို့လည်းခေါ်တယ်သူက helium neon เนาะargon အဲ့ဒါတွေဒီ inner gas တွေဒီသူတို့ဒီเนาะဘယ်သူနဲ့မှလည်းတောင်မပေါင်းဘူးเนาะအဲ့လိုမျိုးပေါ့အဲ့တော့ group 1နဲ့ group 2တွေဒီ s block တွေဖြစ်တယ် group 1 2ဒီ s block group 3 4 5 6 7 0ဒီ p block 3 4 5 6 7 0ဒီပဲဒါတွေဒီ p block တွေဒီဘက်ကကောင်တွေဒီ s block ဖြစ်တယ်เนาะပြီးလို့ရှိရင် transition element ဒီကြားထဲကကောင်တွေက d block ဖြစ်ပြီးတော့မှဒီနားလေးကနှစ်ကွက်က inner transition တွေကကျတော့ rare earth metal တွေဖြစ်တယ်เนาะ transition metal အဲ့တော့ inner transition metal တွေက leather 9နဲ့ actinide series တွေเนาะအဲ့ဒါတွေကဘာလို့ခေါ်လဲဆိုရင် inner transition metal လို့လည်းခေါ်တယ် rare earth metal တွေလို့လည်းခေါ်တယ်အဲ့ဒါ rare earth element တွေပေါ့နော်အဲ့ဒီကောင်တွေကဘာဖြစ်မလဲဆိုရင် f block ဖြစ်မယ်သူတို့တွေကဘာ element တွေလဲ f block element တွေเนาะအဲ့တော့ခြေအခုဒီမှာ periodic table နဲ့ပတ်သက်ပြီးတော့မှမှတ်သားစရာရပါလဲဆိုရင် column ဘယ်နှခုရှိလဲ18ခုအဲ့ဒါ period လို့ခေါ်တယ် row ဘယ်နှခုလဲ9ခုအဲ့ဒါကို group လို့ခေါ်တယ်ပြီးရင် group 1နေဒီဘာတွေလဲ alkali metal တွေ H ကလွဲပြီးတော့ NiNAK group 2တွေဒီ alkali earth metal တွေ BeMgC group 7နေဒီ halogen တွေဒီ fluorine chlorine bromine ion တွေအဲ့ဒါတွေဒီ halogen တွေgroup 0ဒီ noble gas တွေဖြစ်တယ် inner gas လို့လည်းခေါ်တယ်နော် helium neon argon အဲ့တော့ group 1နဲ့2နဲ့ဟောဒီ group 1နဲ့2နဲ့မှာပါတဲ့ element တွေဒီ
ဘာလို့ခေါ်လဲဆိုရင် S block element လို့ခေါ်တယ်5670မှာပါတဲ့ element တွေကို P block element တွေကခေါ်ပြီးတော့နော် transition element တွေကဒီမှာဒီ transition ဒီကြားတဲ့ element တွေဒီပါတယ်တော့အဲ့ဒါလေးဒီ D block element ဒီနားလေးက network ကဖြစ်တဲ့နော် lanthanide နဲ့ actinide series တွေဖြစ်တဲ့ rare element တွေကိုじゃဘာလို့ခေါ်လဲ rare element တွေလို့ခေါ်တယ်နော်သူတို့တွေဒီ F block element တွေဖြစ်တယ်ဒါပဲဒါကတော့ play အနေနဲ့ grade 10မှာသိတဲ့ periodic table ရဲ့အကြောင်းလေးပဲ following element A to G represent unknown element A က A B C D E F G ဆိုပြီးတော့မှပေးထားတယ် A က8 19เนาะ A က10 A က10 B က17ကလေးတို့ရဲ့ textbook page 33ကိုကြည့်လိုက်เนาะ C ကကြတော့3 D က9 E က11 F က18ဟောသူက element တွေကိုနာမည်ပေးမထားဘူးเนาะ A B C D တွေနဲ့ပေးထားတယ်အဲဆိုရင်ဒီမှာသူ့ရဲ့ atomic number လေးတွေကိုကြည့်ပြီးဖြေပေးရမှာပေါ့เนาะ write down the electronic structure of these element ဒီ element တွေရဲ့ electronic structure တွေကိုရေးပေးပါเนาะအဲဆိုလို့ရှိရင်ဒီက electronic structure ဆိုလို့ရှိရင် A เนาะအဲ့တော့ဒီမှာဆိုရင် A เนาะ A ကဘာလဲ10ဆိုရင်ဘာလဲအဲ့ဒါက2.8เนาะ B ကဘယ်လောက်လဲ17 B က17ဆိုရင်2.8.7 C ကဘယ်လောက်လဲ C က3 C 3ဆိုရင်ဘယ်လိုဖြစ်မှာလဲ2.1ဒီပြင် D က9 D က9ဆိုရင်2.7 E က11ဆိုရင်2.8.1 Fက18ဆိုရင်2.8.8 G 19ဆိုရင်2.8.8.1အဲဆိုကလေးတို့ကြည့်လိုက်လေဒီမှာ group 1 element နေသည် egg element အဲ့တော့ဒီမှာဒါနံပါတ် A ပြီးသွားတယ် B ဆိုရင် which elements are egg element egg element တွေကဘယ်လို element နေလဲအဲဆိုဒီထဲမှာကြည့်လိုက်လေကလေးတို့8နဲ့စုံတယ်7နဲ့စုံတယ်1နဲ့စုံတယ်1နဲ့စုံတယ်ဒါတွေကိုကြည့်ပြီးတော့ဘယ်သူကဘယ်နေရာမှာရှိရဆိုတော့နော်ရှာတယ်မလို့ပဲနဲ့ဒီမှာဒီအဖြစ်မဲ့ဆုံးပတ်လန်းက electron လေးကိုကြည့်ပြီးတော့မှဒါဒီ1နဲ့ဆိုရင် group 1 2နဲ့ဆိုရင် group 2အဲ့လိုမျိုးလေးသတ်မှတ်လို့ရနော်အဲ့တော့ဒီမှာ alkali metal တွေဒီ group 1မှာရှိရဖြစ်တဲ့အတွက်သူတို့တွေဒီဒါ alkali metal တွေဖြစ်တယ်ပေါ့နော်အဲ့တော့ element ဘယ်လောက်တွေလဲ element ဘယ်သူတွေလဲ C ပြီးလို့ရှိရင် element E and နောက်တစ်ခုကဘယ်သူလဲဟုတ်တယ် G19 အဲ့ဒါကလို့ရေးချင်တယ်လဲ R alkali element alkali metal ပေါ့နံပါတ် C နံပါတ် C က which elements are noble gas noble gas တွေဒီခုနကချက်ပြောတယ် group ဘယ်လောက်မှာရှိလဲ group 0မှာရှိတယ် group 0မှာရှိရတဲ့အတွက်သူတို့ဒီပြင်မဆုံးပတ်လမ်းမှာဘာဖြစ်နေမှာလဲရှစ်လုံးเนาะအဲ့တော့ပြင်မဆုံးပတ်လမ်းမှာရှစ်လုံးရှိရသူတွေကိုရှာလိုက်အောင်မယ်အဲ့ဒါတွေက noble gas တွေအဲ့တော့ A 10နောက်တစ်ခုကဘာလဲ F18 R noble gas ready က which elements are halogen တွေကဘယ်သူလဲ halogen က group 7မှာရှိရတဲ့အတွက်ဒီလိုနှစ်ယောက်က halogen အဲဆိုရင်ဘယ်သူတွေလဲ B 17 and D9 are halogen မ E ကဘာလဲ which elements are S block element ဘယ်သူတွေက S block element လဲနော်အဲ့တော့ S block တွေဒီခုနကပြောတယ် group 1နဲ့2နဲ့ဆိုတဲ့အတွက်သူတို့တွေက S block တွေနော်သူတို့တွေဒီဘာတွေတော့ S block ကျေးဇူးပါ Gerald ဒီကနေ့3.4 periodic properties
ဆိုတဲ့ခေါင်းစဉ်လေးကိုပြောပြသွားမှာဖြစ်ပါတယ်။ Periodic table can be used to predict the properties of element. Element တွေရဲ့properties တွေကိုခန့်မှန်းဖို့ရအတွက်သုံးနိုင်တယ်။ Different elements have different periodic properties. အဲ့တော့ element တွေဒီမတူညီတဲ့ element တွေက periodic properties တွေမတူညီကြဘူး။ such as အဲ့တော့ဒီ periodic table ကိုကြည့်ပြီးပေါ့နော်ဘယ်လိုတွေခွဲနိုင်လဲဆိုရင် metal လေးဖြစ်တယ် non-metal လေးဖြစ်တယ်နော်ပြီးရင် electronegativity တွေ size တွေ ionization energy တွေနဲ့ electroaffinity of an element နော်ဒီ periodic table ကိုကြည့်ပြီးတော့မှဒီ cavity properties တွေကိုခွဲခြားနိုင်တယ်တဲ့နော်အဲ့တော့ metal လား non-metal လားပြီးလို့ရှိရင်အလွယ်တကူပေါ့နော်ဒီ periodic table ရဲ့နော်ဒီ top to bottom left to right အဲ့ဒါလေးတွေကိုကြည့်ပြီးလို့ရှိရင်လည်းပဲခွဲခြားလို့ရတယ်အဲ့တော့ metal နဲ့ number A ဘာတွေခွဲမလဲဆိုရင် metal non-metal ကိုခွဲမယ်အဲ့တော့ as we go from left to right across the periodic table the element change in properties from metal to non-metal အဲ့ဆိုရင်တဲ့နော် left ကနေ right ကိုသွားမယ်ဆိုရင် metal non-metal ခွဲထားပါတယ်နော် left to right across the periodic table ကို left to right သွားလိုက်မယ်ဆိုလို့ရှိရင် element တွေ properties တွေပြောင်းပါတယ်တဲ့ metal တွေ non-metal တွေကနေပြောင်း can be divided into two as shown by the dotted line အဲ့တော့ဒီမှာကလေးတို့အနေနဲ့ပုံလေးကိုကြည့်လိုက်ရင်ရှင်းသွားမှာပုံလေးကိုကြည့်လိုက်ရင်ရှင်းသွားမြင်ရှင်းသွားနော်အဲ့ဒါဘာလဲဆိုလို့ရှိရင်နော်ဟောဒီ periodic table ကြီးရဲ့ဒီနားမှာစိမ်းရောင်လေးချဲထားတာရှိတယ်နော်အဲ့ဘာလဲဆိုရင် all element to the left of the red line နော်အဲ့ဒီ red line လေးတွေ့လားဒီမှာဒီ red line လေးရဲ့နော်ဘယ်ဘက်ကဟာတွေအားလုံးဒီဘာတွေဖြစ်မှာလဲမတည့်တွေဖြစ်မယ် red line လေးတွေ့လားဒီမှာ red line လေးကလေးတို့မမြင်ပါဆိုလို့ဒီ periodic table ကြီးက red line လေးရဲ့နော်ဘယ်ဘက်ကသူတွေဒီဘာတွေဖြစ်မှာလဲမတည့်တွေဖြစ်မယ်နော် periodic table ဒီ red line ကြီးရဲ့ညာဘက်ကသူတွေဒီဘာဖြစ်မှာလဲနာမည်တွေဖြစ်မယ်နော်ဒီ red line ရဲ့ညာဘက်ကကောင်လေးဒီနာမည်တွေဖြစ်ပါတယ်အဲ့တော့ for along each side of the red line are elements that have the properties of both metal and non-metal အဲ့ဆိုရင်ဒီ red line ရဲ့ဒီမှာဘေးကပ်ရက်မှာရှိရဲ့စိမ်းရောင်ချဲထားတဲ့ဟာတွေတွေ့လားနော်အဲ့ဒါတွေဒီဘာတွေလဲဆိုလို့ရှိရင်ဒီမှာရေးထားအဲ့ဒါတွေဒီဘာတွေလဲဆိုရင်သူက metal ရော non-metal ရောနှစ်ခုလုံးဂုဏ်သတ္တိနှစ်ခုလုံးရှိရဲလို့ပြောတာနော် for along each side of the red line are elements that are the properties of both metal and non-metal metal ရော non-metal property တွေရှိရဲလို့ပြောတာ this element is except AL နော် AL ကလွဲပြီးလို့ရှိရင်ကျန်တဲ့ဟောဒီ AL လေးတွေ့လားဟောဒီနားလေးမဲ့ AL လေးကလွဲပြီးလို့ရှိရင်ကျန်တဲ့အဲ့ဒါတွေအကုန်လုံးကိုဘာလို့ခေါ်မှာလဲ metalloid သတ္တုရောင်နေလို့ခေါ်တယ် hydrogen is also a non-metal ဒီအပြာထဲမှာတော့ရှိရဲဒါပေမဲ့ဒီဘက်ခြမ်းထဲမှာရှိရဲတခုလေအဲ့ဒါဒီပါလေ hydrogen ကတော့ non-metal ဖြစ်ပါတယ်တဲ့အဲဆိုရင်ဒီ periodic table ကိုကြည့်ပြီးတော့မှကလေးတို့ကမတဲလားနံပါတ်တဲလားခွဲလို့မရဘူးလားအလွယ်တကူရတယ်အဲ့တော့ဒီ periodic table ရဲ့ red line မှာရှိရ red line ရဲ့ left side မှာရှိရဟာဒီအကုန်လုံးက metal တွေဖြစ်ပြီးတော့ red line ရဲ့နော် right side မှာရှိရကောင်တွေကနံပါတ်တွေဖြစ်တယ်အဲ red line ရဲ့ဘေးချင်းကရဲ့ဘေးနားမှာရှိနေတဲ့ AL ကလွဲပြီးတော့မှကျန်တဲ့element တွေအကုန်လုံးဒီဘာရှိမှလဲမတဲရောနံပါတ်ရောကုန်တတိရှိမယ်သူတို့ကဘာလို့ခေါ်မှာလဲ metalloid တတူရောင်နေလို့ခေါ်မယ်ဒါပဲနော်အဲ့တော့နောက်တစ်ချက်က